မြင်ခလာပါခင်ဗျာကျွန်တော်တို့ကြိုဆောင်ပါဒီတစ်ပတ်အမြင်စားလေးကိုဖျက်ပြရှင်တဲ့ကောင်းစဉ်လေးရတော့ nutrition အစအင်အားဆိုတဲ့အမြင်စားကောင်းစဉ်လေးကိုကျွန်တော်ဖျက်ပြရှင်ပါတယ်ခင်ဗျာ nutrition အစအင်အားဆိုရင်ကျွန်တော်တို့ဒီနေ့တာမှာတရားနဲ့တရားပြောဆိုစစ်စင်ကြားတဲ့အခါဘာလို့ nutrition မစစ်စင်နိုင်ရမှာလဲတရားနဲ့တရား nutrition စစ်စင်ရေးကစိတ်လေးကိုနှုတ်နဲ့ပြပြပြီးလက်ဆက်စေပါတယ်ယုံကြည်မှုလေးပို့လို့စေပါတယ်လူတွေပေါင်းသင်းစစ်စင်ကြတဲ့အခါနှွေးထွေးမှုကအင်မတန်မှအရေးကြီးပါတယ်။ပေါင်းသင်းစစ်စင်မှာနှွေးထွေးမှုဆိုတာငွေကုန်ကြေးကျမရှိတဲ့ဝန်ဆောင်မှုတစ်ခုလေးဖြစ်ပါတယ်။တရားနည်းတရားတွေ့ကြတဲ့အခါကိုကသူ့ကိုနှွေးထွေးနဲ့စစ်စင်လိုက်လို့တစ်ဖက်လူအနေနဲ့ကျဉ်းနှံ့မှုရရှိစေပါတယ်။စိတ်ထဲမှာလည်းအိုးသူငါ့ကိုလိုလိုလတ်လတ်နဲ့နှွေးထွေးရှိပါလားဆိုပြီးလေမှတ်တော့တတ်ပါတယ်။အခုနောက်ပိုင်းမြေလေးစင်လာကြတဲ့စစ်စင်ရေးတွေမှာနှွေးထွေးမှုတွေနဲ့ကောင်းမွန်တဲ့စစ်စင်ရေးတစ်ခုရှင်းစီကိုထိသိမ်းရတာကလည်းစိတ်လှုပ်ရှားစရာအင်မတန်မှကောင်းပါတယ်။နှွေးထွေးပြီးကောင်းမွန်တဲ့စစ်စင်ရေးဆိုတာကိုယ့်ရဲ့မိသားစုတစ်ခုဖြစ်မှာပဲဖြစ်တည်သွားပြီးအဆုံးသတ်တော့တာမဟုတ်ပဲကိုယ်နဲ့ပတ်သက်တဲ့အရာမှန်သမျှအပေါ်မှာအကျိုးတရားမှုရှိသွားမယ်ဆိုရင်ရောင်စုံပဲဥယျာဉ်ကြီးတစ်ခုကိုဖန်တီးလက်တာနဲ့တူနေပြန်တယ်။ဆိုပါစို့လူနှစ်ယောက်မိတ်ဆွေကြတယ်ပထမဆုံးအကြိမ်နဲ့တယောက်နေမျိုးတယောက်မမှတ်မိကြပါဘူး။ဒါပေမဲ့နှွေးထွေးနဲ့စစ်စင်ရေးလေးကိုအစ်စ်ထိပြလိုက်မယ်ဆိုရင်မှတ်မိလေသွားတတ်ပါတယ်။ကိုယ်တစ်လုံးခံမြင်သွားတတ်ပါတယ်။နောက်ဆုံးအယုံကြည်ရဆုံးရန်ဖွင့်ဖြစ်အထိဖြစ်လာတတ်ပါတယ်။ဒါပေမဲ့နှွေးထွေးမှုမှာဟန်ဆောင်မှုဆိုတာမရှိပါဘူး။နှွေးထွေးမှုကဖြူစင်ပါတယ်။နှွေးထွေးမှုကတောင်ပန်လေးကိုရေးတိုင်းပြီးနေတတ်ပါတယ်။ဒါပေမဲ့အရေးကြုံလာပြီဆိုရင်အဲ့ဒီတောင်ပန်လေးကိုဖြင့်လာတတ်ပါတယ်။ပြီးတော့ကာကွယ်ပါတယ်။ဒါကစစ်မဲ့ပြီးနှွေးထွေးတဲ့စစ်စင်ရေးပါ။ဒီလိုတာရကတွေလည်းရှိပါတယ်။တတိထားပြီးကြမှာပါ။ဒါပေမဲ့တရားရောက်ကဟန်ဆောင်ပြီးစစ်စင်နေရင်လေကျင်တရားဝိညာဉ်ထဲမှာအလိုလိုသိနေတတ်ပါတယ်။အဲ့ဒါကနှွေးထွေးစစ်စင်ရေးပြင်ပြီးတုံ့ပြန်လိုက်တဲ့တုံ့ပြန်မှုပါ။တတိပိမှုပါ။အဲ့ဒါဘယ်မှာပြင်ပေါ်လာလဲဆိုရင်မျိုးသားတွေလူကြီးမျိုးလုံးနဲ့စကလုံးတွေမှာပေါ်လာတတ်ပါတယ်။ကိုဖေးကနှွေးထွေးမစစ်စင်နိုင်ဘူးဆိုရင်တစ်ဖက်လူနဲ့မျက်နှာရှင်းမဆိုင်ရပါဘူး။ထိမ့်လက်နေတတ်ပါတယ်။စကလုံးတွေကလည်းအင်အားမရှိပါဘူး။နှွေးထွေးစစ်စင်ရေးကမမြင်ရတဲ့ဆေးပြဝေမှုတစ်ခုလေးဖြစ်နေပြန်သေးတယ်လို့ဆိုရှင်ပါတယ်။ဘာကြောင့်လဲဆိုရင်လူတစ်ယောက်ရဲ့မသိရရှင်းတစ်ဖက်စာမျက်နှာလေးကဘေးအကြောင်းအရာလေးတွေကိုမှတ်စုထုတ်နေမယ်ကျွန်တော်တို့မသိနိုင်ပါဘူး။ဒါပေမဲ့ကောင်းတဲ့မှတ်စုဆိုရင်အဲ့ဒီလူအတွေ့ပို့လို့အထောက်အကူဖြစ်သွားနိုင်တယ်လို့အမောက်ရွံ့တွေကိုအမှန်ထင်နေတဲ့မှတ်စုဆိုရင်ကိုယ့်ရဲ့နှွေးထွေးတဲ့စစ်စင်ရေးတစ်ခုကြောင့်အဲ့ဒီမှတ်စုကအမှန်ဖြစ်သွားနိုင်ပါသေးတယ်။အဲ့ဒါကြောင့်ကိုယ့်ရဲ့နှွေးထွေးခြင်းအစအင်အားဆိုရင်ကိုယ်နဲ့ပတ်သက်နေတဲ့ပတ်ဝန်းကျင်လေးကိုဘာကြောင့်နှွေးထွေးမစစ်စင်နိုင်ရမှာလဲလှပတဲ့စိတ်ကူးလေးတွေကိုရှင်းရှင်းမြတ်တာတွေနဲ့အကောင့်တွေဖော်နိုင်ဖို့အတွက်အစအရာရာအပြင်ကျဲမာရေးတွေလည်းပို့ကူးစိတ်နိုင်ကြပါစေခင်ဗျာကျဲမာပါစေပြည့်ရှင်ပါစေနှလုံးစိတ်ဝင်အေးရှင်းကြပါစေခင်ဗျာ